ကလာပါဗျကျွန်တော်မေးထားတာအလုတ်ထဲမှာတဲ့စစ်လေးတောက်လို့ရလားညီးတဲ့ကောင်းတယ်ဗျအဲ့ဒါမေးထားတာဘာလို့လို့လဲဆိုတော့စစ်လေးတောက်လို့ရပါတယ်ဒါပေမဲ့နည်းနည်းထူးဆန်းတာလေးရှိလို့ကျွန်တော်ပြောပြမယ်နည်းနည်းထူးဆန်းတာဆိုတာမြန်မာနဲ့ကိုရီးယားနဲ့နည်းနည်းကွာတာပေါ့နော်ဘယ်လိုကွာလဲဆိုတော့အလုတ်ထဲမှာကျွန်တော်တို့စစ်လေးတောက်လို့ရှိလို့ချင်းမြန်မာပြည်မှာဆိုဗျာကျွန်တော်တို့ဒီတိုင်းညှိမီညှိပြီးဒီတိုင်းတောက်တာတော့ပါဘူးကျွန်တော်တို့ရှေ့ဒီမှာလည်းမြင်ဘူးနေတချို့လူဆိုလက်ကြညက်ပြီးတော့အလုတ်လုံးနေတဲ့လူတွေမြင်ဘူးတဲ့မြန်မာပြည်မှာဆိုအဲ့လိုရှိတယ်ကိုရီးယားမှာじゃအဲ့လိုစစ်လေးတောက်လို့မရဘူးကိုရီးယားမှာကြတော့ तू ကစစ်လေးတောက်ဖို့အခန်းတက်လုတ်ပေးထားတယ်အဲ့ဒီအခန်းထဲကိုတွားပြီးတော့ရောင်းသွားပြီးမှတောက်လို့ရတယ်ကြံတဲ့နေရာတွေမှာရှောက်စစ်လေးတောက်လို့မရဘူးလုံးဝမရတာ तू ကစီမဲ့ကံမဲ့လုံးလို့မရဘူးเนาะ तू ကဘယ်ချိန်နေစစ်လေးတောက်ရတာလဲဆိုအလုတ်ထဲမှာစစ်လေးတောက်ချိန်ရှိတယ်ကျွန်တော်တို့10မိနစ်ပေါ့နော်မနက်ပိုင်း8နာရီဝင်နေဆိုရင်10နာရီကျကျွန်တော်တို့နားပေးတယ်10နာရီကျရင်10မိနစ်အဲ့ဒီ10မိနစ်ပြီးတဲ့အချိန်မှာကော်ဖီတောက်ချင်တော့မတောက်လို့ရှိရင်စစ်လေးတောက်လို့ရတယ်ပြီးလို့ရှိရင်ညနေပိုင်းကျလို့ရှိရင်တနာရီကနေဆင်းလို့ရှိရင်3နာရီကျရင်ကျွန်တော်တို့10မိနစ်ပြီးတယ်အဲ့ဒီအချိန်မှာစစ်လေးတောက်လို့ရတယ်စစ်လေးတောက်လို့ရတယ်ဆိုတာစစ်လေးတောက်လို့ရတယ်ဆိုတာအဲ့ဒီစစ်လေးတောက်တဲ့အခန်းထဲမှာသွားပြီးမှစစ်လေးတောက်လို့ရတာတွေ့ရနေရာမှာမီးညှိပြီးတောက်လို့မရဘူးကိုရီးယားမှာအဲ့ဒီစီကန်းတော့ရှိတယ်အဲ့ဒါတခုကတော့မိုက်တယ်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်ကိုရီးယားမှာစစ်လေးတောက်တာမိတ်ကလေးရောယောက်ျားလေးရောအသက်ကုန်တောက်တာဒါပေမဲ့ယောက်ျားလေးတောင်ကျွန်တော်စစ်လေးတောက်တဲ့နေရာတွေတချို့နေရာတွေဆိုမိတ်ကလေးအသက်ကုန်ခဲနေကျွန်တော်စရောက်တော့အထူးဆန်းကြီးပေါ့ကျွန်တော်ကြည့်တာအားလို့စစ်လေးမိတ်ကလေးတွေပါစစ်လေးတောက်နေပါလားသူကစစ်လေးတောက်တဲ့နေရာမှာဆိုကျွန်တော်ရထားဘူတာဆင်းမဲ့ဆိုရထားဘူတာဆင်းတဲ့နေရာမှာစစ်လေးတောက်တဲ့နေရာရှိတယ်အနာမှာစစ်လေးခဲနေမိတ်ကလေးတွေစစ်လေးတောက်နေပါလားကိုအထူးဆန်းကြီးစကိုရီးယားရောက်တော့ပေါ့နော်ဒါအထူးဆန်းကြီးလို့ခံစားခုကတော့မထူးဆန်းတော့ဘူးเนาะမြင်နေရတော့ပြီးလို့ရှိရင်ကျွန်တော်တို့ကားနားမဲ့ဆိုကားနားတဲ့နေရာရဲ့အနီးတစ်ဝိုက်မှာဆက်လေးတောက်ခန့်ရှိတယ်ဆက်လေးတောက်ခန့်မှာသွားဆက်လေးတောက်အနာမှာမတွေ့အောင်ရှာတချို့ကြဂျောင်လေးတွေမှာသူကဆက်လေးတောက်ခန့်လုပ်ပေးထားတယ်အဲ့လိုနေရာမျိုးမှာသွားပြီးတော့ဆက်လေးတောက်ရတာဒါအလုတ်ထဲမှာဆက်လေးတောက်လို့ရလားမင်းနဲ့ဆက်ဆက်မှုကိုကျွန်တော်ပြောပြတာပါเนาะအလုတ်ထဲမှာဆက်လေးတောက်လို့ရပါတယ်ဒါပေမဲ့ဆက်လေးတောက်ခန့်မှာပဲဆက်လေးတောက်ပိုင်ခွင့်ရှိပါတယ်စီးမဲ့ကမ်းမဲ့စစ်လေးတောက်လို့မရပါဘူးဗျာမေးရတဲ့အကူလဲကျေးဇူးတင်ပါတယ်ဘာဖြစ်ဘူးတူတာရတာပေါ့နော်ကိုရီးယားမှာဒီလိုစလိတ်တောက်လို့ရတယ်စလိတ်တောက်လို့ရတယ်ဆိုတာလူတိုင်းသိရဒါပေမဲ့စီးနဲ့ကန်းနဲ့သူကသူ့နေရာလေးနဲ့သူလှုပ်ထားပေးတယ်လေကျွန်တော်နောက်နေ့ကျဗီဒီယိုလေးရိုက်ပြမယ်ပြီးလို့ရှိရင်ရထားပူတာတွေတောက်ရင်လည်းစလိတ်တောက်ခန်းလေးကျွန်တော်ဗီဒီယိုရိုက်ပြမယ်ပေါ့နော်သူတို့နိုင်ငံမှာစလိတ်တောက်တာစီးမဲ့ကန်းမဲ့တောက်လို့မရဘူးဆိုတာစီးကမဲ့ကန်းမဲ့တောက်လို့ရှိရင်တန်ငွေရိုက်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာတော့ကျွန်တော်တို့ဒါကျွန်တော်ပြောရင်စကားကိုရှစ်မလွတ်နောက်မလွတ်ပြောလက်တွေ့ဆန်ဆန်မျိုးကျွန်တော်တို့နယ်ဘက်တွေကျွန်တော်တို့ရွာဘက်တွေမှာဆိုဆက်လိတ်တောက်ရင်ညဘက်ကြီးဆိုရင်9နာရီဆန်တယ်တချို့လူတွေအိတ်နေရွာထဲမှာပေါ့ဆက်လိတ်မီးကိုရဲကနေပဲအဲ့လိုမျိုးကြီးတောက်ပြီးသွားတာမြင်ဘူးတယ်ဗျာအဲ့လိုမျိုးမြင်ဘူးတယ်ပြီးလို့ရှိရင်လေဘက်တွေလေထဲမှာဆိုရင်ဆက်လိတ်တောက်ပြီးပြန်လာတဲ့သူဝေးလန့်ကြီးအဲ့လိုမီးကိုရဲ